မင်္ဂလာပါမြင်းစင် quiz channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့လူတိုင်းသိထားတဲ့အထွေထွေဗဟုသုတမေးခွန်းတရားကိုဖြေကြည့်ကြရအောင်ရွေးချယ်စရာအဖြေတွေပေးမထားပါဘူးကိုယ့်ရဲ့မှတ်ဉာဏ်ကိုပဲအသုံးပြုပြီးဖြေကြည့်ရမှာပါကေအစင်သင့်ဖြစ်ပြီဆိုရင်စလိုက်ကြရအောင်ငင်းငင်းရေးရဲ့သင်္ကေတလို့သတ်မှတ်ထားတဲ့ငှက်ကပါလေဂျိုးငတ်တူလေရင်ပြန်ကိုဘသူတီထွင်ခဲ့တာလဲWright မြေကို Wright Brothers ကနေဒါနိုင်ငံရဲ့အမျိုးသားတိရစ္ဆာန်ကဘာလဲBeaver ဖြန်တစ်မျိုးဘယ်ဂျိုကိုတောကြကျဲ Morning Star လို့လူသိများတယ်လဲတောကြကျို Venus တယ်လီဖုန်းကိုဘသူတီထွင်ခဲ့တာလဲAlexander Graham Bell Alexander Graham Bell ခန္ဓာကိုယ်ရဲ့ဘယ်စိတ်ပိုင်းမှာအယိုးအများဆုံးရှိသလဲleft hand ခန္ဓာကိုယ်ရဲ့ကဓာတုအစိတ်အတောက်တွေကိုဖြည့်ဖြောက်ပေးတဲ့အင်္ဂါအစိတ်ပိုင်းကပါလဲအသေး liver ပြန်တန်းနိုင်တဲ့တစ်ခုတည်းသောနိုးတိုက်တဝါကဘာလဲနင်းတို့ပတ်နေအဖွဲ့အစည်းမှာအပူဆုံးဂျိုကဘယ်ဂျိုလဲတောကြဂျို Venus ဘယ်ဟင်းသီးဟင်းရွက်ကနှီးတဲ့အခါလူကိုမျက်ရည်ကျစေသလဲကြက်သွန်နီ Onion area အဖြစ်အသေးဆုံးတိုက် continent ကဘာလဲAustralia တိုက် Australia 49ရဲ့နှစ်ထပ်ကိန်းရင်း square root ကဘယ်လောက်လဲ9အီဂျစ်နိုင်ငံမှာတွေ့ရတဲ့နာမည်ကြီးအဆောက်အအုံတွေကဘာလဲပြရမင်များ pyramids ကမ္ဘာကြီးဆုံးငှက်ကပါလဲကလားအုံနတ် ostrich ကမ္ဘာပေါ်မှာအသေးဆုံးသမုဒ္ဒရာကဘာလဲအာတိတ်သမုဒ္ဒရာ Arctic Ocean ဗနန်းတကောင်မှာခြေထောက်ဘယ်နှချောင်းပါသလဲ10ချောင်းနေနဲ့ဒုတိယမြောက်အနည်းဆုံးဂျိုကဘာလဲတောကြဂျို Venus ကားပိုက်ကောင် kangaroo တွေရဲ့မူရင်းဒေသကဘယ်တိုက်လဲAustralia တိုက်ခောက်ဆွဲ Casta စတင်တီထွင်ခဲ့တာဘယ်နိုင်ငံလဲဖြေ Italy
အီဂျစ်နိုင်ငံကိုဖျက်ဆီးစီးဆင်းတဲ့မြစ်ကပါလဲအဖြေနိုင်မြစ် Nile နာမည်မျိုးစိတ်တွေထဲမှာအကြီးဆုံးကပါလဲအဖြေဝေလနာမန်ဝါရှာဂျပန်နိုင်ငံရဲ့မြို့တော်ကပါလဲအဖြေတိုကျိုမြို့ထောက်ရုံအရွယ်ရောက်ပြီးသားလူတစ်ယောက်မှာသွားပင်နှချောင်းရှိသလဲအဖြေ32ချောင်းဘယ်ကျိုးမှာကွင်းတွေပါတာလူသိများသလဲအဖြေစနေကျို Saturn မိုနာလီဇာ Mona Lisa ပကြီးကိုဘယ်သူဆွဲခဲ့တာလဲအဖြေ Leonardo da Vinci Leonardo da Vinci Caesar salad စီဇာတုပ်မှာအဓိကပါဝင်ပစ္စည်းကဘာလဲအဖြေဆက်လက်ရွက် lettuce 81ရဲ့နှစ်ထပ်ကိန်းရင်း square root ကဘယ်လောက်လဲအဖြေ မဟာတတိုင်းကြီး Great Wall ရှိတဲ့နာမည်ကြီးနိုင်ငံကဘာလဲအဖြေတရုတ်နိုင်ငံ China ဝက်တစ်ချသည် acorns ကိုဘယ်ပင်ကထွက်သလဲအဖြေဝက်တစ်ချပင် oak tree ရရင်အများဆုံးဂျိုကဘယ်ဂျိုလဲအဖြေစနေဂျို Saturn ရက်ထက်နှစ် leap year တစ်နှစ်မှာရက်ပေါင်းဘယ်လောက်ရှိသလဲအဖြေ366ရက်ရက်ထက်နှစ်ဖေဖော်ဝါရီလမှာရက်ပေါင်းဘယ်လောက်ရှိသလဲအဖြေ29ရက်ကမ္ဘာပေါ်မှာအမှားဆုံးတွင်းထွက်ပစ္စည်းကဘာလဲအဖြေ Saint Diamond မြေအဖွဲ့အစည်းမှာအကြီးဆုံးဂျိုကဘာလဲအဖြေကြာသပတေးဂျို Jupiter Hamlet ပြဇာတ်ကိုဘယ်သူရေးခဲ့တာလဲဖြေ William Shakespeare ကျောက်ပစုံ Lobster မှာခြေထောက်ဘယ်နှချောင်းပါသလဲအဖြေ10ချောင်းSalsa စာဆောင်မှာအဓိကပါဝင်ပစ္စည်းကဘာလဲအဖြေခရမ်းချဉ်သည့် tomato ကမ္ဘာပေါ်မှာအရက်အရှည်ဆုံးသတ္တဝါကဘာလဲအဖြေတစ်ကလာအုပ် giraffe အင်းဆက်ပိုးမွားတွေမှာခြေထောက်ဘယ်နှချောင်းပါသလဲဖြေ6ချောင်း guacamole မှာအဓိကပါဝင်ပစ္စည်းကဘာလဲအ
ဖြေထောပတ်သီး avocado စစ်တုရင်ခုန် chessboard မှာအကွက်ပေါင်းဘယ်လောက်ပါသလဲဖြေ64ကွက်ဂျာမနီနိုင်ငံရဲ့မြို့တော်ကဘာလဲအဖြေဘာလင်မြို့ Berlin Last Supper ပကြီးကားကိုဘယ်သူဆွဲခဲ့တာလဲအဖြေ Leonardo da Vinci Leonardo da Vinci အယောင်ပြောင်းနိုင်တယ်လို့နာမည်ကြီးတဲ့သတ္တဝါကဘာလဲအဖြေပုတ်တင်ညို Chamberlain အပင်တွေကလေထုထဲကဘယ်ဓာတ်ငွေ့ကိုစုပ်ယူသလဲအဖြေကာဗွန်ဒိုင်အောက်ဆိုက် Carbon dioxide Insulin ထုတ်လုပ်ပေးတဲ့အင်္ဂါအစိတ်ပိုင်းကဘာလဲအဖြေပန်ကရိယမုန့်ချိုအိတ် Pancreas ဗီတာမင် C Vitamin လက်ကျွယ်ဝတဲ့အသီးကဘာလဲအဖြေလိမ္မော်သီး Orangeကမ္ဘာပေါ်မှာသမုဒ္ဒရာဘယ်နှစင်းရှိသလဲအဖြေ5စင်းအငန်ဆုံးပင်လယ်ကဘာလဲပင်လယ်သည် Dead Sea Big Apple လို့တင်စားခေါ်ဝေါ်ကြတဲ့မြို့ကဘာလဲအဖြေနယူးယောက်မြို့ New York City ဂျပန်နိုင်ငံသုံးငွေကြေးကဘာလဲအဖြေ Yen Great Barrier Reef တဏ္ဍာကျောက်တန်းကြီးရှိတဲ့နိုင်ငံကဘာလဲအဖြေ Australia ရေစုမှတ်ကစင်တီဂရိတ်ဘယ်လောက်လဲအဖြေ100ဒီဂရီစင်တီဂရိတ်100အီတလီနိုင်ငံရဲ့မြို့တော်ကဘာလဲအဖြေရောမမြို့ Rome ဂျိုနီကြီး Red Planet လို့ခေါ်တဲ့ဂျိုကဘာလဲအဖြေအင်္ဂါဂျို Marsကမ္ဘာအရှည်ဆုံးမြစ်ကဘာလဲအဖြေနိုင်မြစ် Nile ဆွဲကြီးကြီးတွေရှိတဲ့သတ္တဝါကဘာလဲအဖြေဆင်း Elephantနိုင်ငံတော်အလံမှာမေပယ်ရွက် Maple Leaf ပါတဲ့နိုင်ငံကဘာလဲဖြေကနေဒါနိုင်ငံ Canada ကမ္ဘာအမြင့်ဆုံးတောင်ကဘာလဲအဖြေ Everest တောင် Mount Everestဒါကြမဟာ Taj Mahal ရှိတဲ့နာမည်ကြီးနိုင်ငံကဘာလဲ
ဖြေအိန္ဒိယနိုင်ငံအိန္ဒိယ Harry Potter စာအုပ်တွေကိုရေးသားသူကဘယ်သူလဲအဖြေ Rowling နေနဲ့တတိယမြောက်အနည်းဆုံးကြိုကဘာလဲအဖြေကမ္ဘာကျိုး Earth လူတွေအသက်ရှူဖို့သုံးတဲ့အင်္ဂါအစိတ်ပိုင်းကဘာလဲဖြေအဆုပ် lungs အဖြူနဲ့အမဲခလုတ်တွေပါတဲ့ဂီတတူရိယာကဘာလဲဖြေစန္ဒယာ piano တောဘရင်လို့တင်စားခေါ်ဝေါ်တဲ့သတ္တဝါကဘာလဲဖြေချင်းသေ lion ကမ္ဘာပေါ်မှာလူပြောအများဆုံးဘာသာစကားကဘာလဲဖြေအင်္ဂလိပ်စာ English ဂျပန်နိုင်ငံရဲ့အမျိုးသားပန်းကဘာလဲအဖြေ cherry ပန်း cherry blossom မပြောသည်မဲ့လာတဲ့အခါဘယ်ရောင်ဖြစ်သွားသလဲအဖြေအဝါရောင် yellow Colosseum ကိုလောစီယန်ပြစက်ရုံကြီးရှိတဲ့မြို့ကဘာလဲအဖြေရောမမြို့ Rome ကမ္ဘာအမြင့်ဆုံးအဆောက်အအုံကဘာလဲအဖြေဘာဂျာခါလီဖာ Burj Khalifa The Adventures of Tom Sawyer စာအုပ်ကိုဘယ်သူရေးခဲ့တာလဲဖြေ Mark Twain 25ရဲ့နှစ်ထပ်ကိန်းရင်း square root ကဘယ်လောက်လဲအဖြေ9ကမ္ဘာလေထုထဲမှာအများဆုံးပါဝင်တဲ့ဓာတ်ငွေ့ကဘာလဲအဖြေ nitrogen ခေတ်သစ်အိုလံပစ်အားကစားပွဲကိုပထမဆုံးကျင်းပခဲ့တဲ့နိုင်ငံကဘာလဲအဖြေ Greece နိုင်ငံ Greeceကမ္ဘာအံပွဲဘယ်နှခုရှိသလဲဖြေ9ခုလူခန္ဓာကိုယ်မှာအမာဆုံးအရာကဘာလဲအဖြေသွားကြွေလွှာ tooth enamel Peter Pan ဇာတ်လမ်းထဲကနတ်သမီးလေးနာမည်ကဘယ်သူလဲအဖြေ Tinkerbell လူခန္ဓာကိုယ်ရဲ့အကြီးဆုံးအင်္ဂါအစိတ်ပိုင်းကဘာလဲအဖြေအရေပြား skinကမ္ဘာအမြန်ဆုံးငှက်ကဘာလဲအဖြေသိန်းငှက် peregrine falcon အားနဲ့စတဲ့တိုက် continent ဘယ်နှခုရှိသလဲအ
ဖြေ၄ခု Asia Africa Antarctica Australia Australasia တွေးလည်ပတ်ဖို့ညှစ်ထုတ်ပေးတဲ့အင်္ဂါအစိတ်ပိုင်းကဘာလဲဖြေနှလုံး heart အမေရိကန်ပြည်ထောင်စုရဲ့ပထမဆုံးသမ္မတကဘယ်သူလဲဖြေ George Washington လူသားတွေရဲ့အချစ်ဆုံးတငယ်ချင်းလို့ခေါ်တဲ့သတ္တဝါကဘာလဲဖြေ White Dove ကမ္ဘာပေါ်မှာလူတောက်သုံးမှုအများဆုံးအရေးကဘာလဲအဖြေရေ water တစ်ပေါင်တစ်ထောင်တမှာ gram ဘယ်လောက်ပါတယ်လဲအဖြေ453 59 gram 453 59 grams အီဂျစ်နိုင်ငံရဲ့မြို့တော်ကဘာလဲအဖြေကိုင်ယိုမြို့ Cairo နီလာကျောက် Sapphire ကဘယ်ရောင်လဲအဖြေအပြာရောင် blue ကမ္ဘာအမြင့်ဆုံးရေတံခွန်ကဘာလဲအဖြေ Angel ရေတံခွန် Angel Falls 1 kilogram 1 kilogram မှာ gram ဘယ်လောက်ပါတယ်လဲအဖြေ1000 gram 3.3 grams ကမ္ဘာပတ်လမ်းကြောင်းနဲ့ရောက်ခဲ့တဲ့ပထမဆုံးလူလုပ်ကြိုတူနာမည်ကဘာလဲအဖြေ Sputnik နှလုံးနဲ့အလင်းဝင်ရောက်မှုကိုထိန်းချုပ်ပေးတဲ့အစိတ်အပိုင်းကဘာလဲအဖြေမျက်ဝန်း iris ရေခဲနဲ့မီးတောင်တို့ရဲ့နယ်မြေ land of fire and ice လို့ခေါ်တဲ့နိုင်ငံကဘာလဲအဖြေ Iceland နိုင်ငံ Iceland နိုင်ငံအများဆုံးပါဝင်တဲ့တိုက် Titanic ကဘာလဲအဖြေအာဖရိကတိုက် Africa လူခန္ဓာကိုယ်တွင်းမှာရှိတဲ့အကြီးဆုံးအင်္ဂါကဘာလဲအဖြေအသေး liver မြွေထွေးဆုံးသမုဒ္ဒရာကဘာလဲအဖြေအိန္ဒိယသမုဒ္ဒရာ Indian Ocean ရွှေ gold ရဲ့ဓာတုသင်္ကေတကဘာလဲအဖြေအောက်စပိန်နိုင်ငံရဲ့မြို့တော်ကဘာလဲအဖြေ Madrid မြို့ Madrid လူခန္ဓာကိုယ်မှာအရိုးပေါင်းဘယ်နှချောင်းရှိသလဲအဖြေ206ချောင်းလူစကားပြောနိုင်တဲ့ငှက်ကဘာလဲအဖြေကြက်တူရေး parrot ဆာဟာရသဲကန္နာရကြီးကဘယ်တိုက်မှာရှိသလဲ
ဖြေအာဖရိကတိုက်အာဖရိက